အတိတ်ပြစ္ဆုတ်ပံအနာကကာလသုံးပါလွတ်နေကာလဝိမုတ်မှာဒါနိဗ္ဗာန်ကာလဝိမုတ်ဖြစ်တယ်နိဗ္ဗာန်ကာလသုံးပါလွတ်နေမင်းပါဒါအမှန်ပဲမင်းငင်းဖို့လည်းမစင်ရနဲ့ဒါအမှန်ပဲလေတိတ်မရှိတာသိတယ်ပြစ္ဆုတ်ပံမရှိတာသိတယ်အတိတ်အနာကမရှိတာသိတယ်ပြစ္ဆုတ်ပံမှာလည်းမရှိဘူးဆိုတာကဆိုကြပါစို့ကမင်းဟိုကြောင်းတော့မှမျက်တွေပေါ်နေတာပေါ့ဟုတ်တယ်မမျက်တွေပေါ်နေမတင်စားပြီးရေးတာရှိမလားအနေမှရှိတယ်မျက်တွေကကိလေသာကွယ်နေလို့မျက်တွေကိလေသာအဲ့ကိလေသာကွယ်နေတာအဲ့ကိလေသာဖယ်လိုက်တယ်ဖယ်လိုက်နေမှမတွေ့ဘူးနေမှတွေ့အဲ့လိုဥမာလည်းရှိတယ်အဲ့တော့အဲ့ဒီကိလေသာတွေကိုအဲ့မျက်တွေကိုဖယ်ဖို့မှဖယ်ပြီးနေဘက်ကိုဖုံးကြောင်းတော့မှတွေ့မယ်ဆိုရင်မင်းအားမထုတ်မနဲ့ရပါဘူးအားမထုတ်ပဲရပါမရဘူးအဲ့ဒီဝရိယမင်းတွေဘောကြည့်ပါလားတို့ဒီဝိသုဒ္ဓိဟိုနေပါဟိုကဘုဇ္ဇကုဏပါရှိပါလားအဲ့ဒီဝရိယနဲ့တတိဟုတ်လားအဲ့ဒီဝရိယတရားဝရိယတံမောတေပိဋိတံမောတေတတိတံမောတေပိဋိတတိတံမောတေတတိရှိရဝရိယဟိုနေဓမ္မနုသတိတံမိုးစင်တော့ဓမ္မတံမိုးစင်အဲ့ဒီသတိတံမိုးစင်မှာတရားသတိစိုက်တဲ့အခါမှာအဲ့ဒီဓမ္မတံမိုးစင်ကယုံနာကိုမြင်အဲ့ဒီယုံနာကိုမြင်ဖို့ဆိုတာအဲ့ဒီဝရိယတံမိုးစင်နောက်ကလိုက်ရထက်ချက်လိုက်ရသတိနဲ့ဝရိယထက်ချက်လိုက်ရလုံကဲလို့မရအဲ့ဒီမှာဝရိယဘတ်တူကသတိဓမ္မတံမိုးဝရိယတောင်းကိုပီတိနောက်ပီတိဝမ်းမြောက်သွားပီတိပတ္တိကြည်နူးသွားတော့နောက်ကပိဋိပတ်တဲ့နောက်ဥပကနောက်ဆုံးညမှာဥပကပြတမဥပကတံဖို့ရှိမှာတမာရိတံဖို့ရှိတမာရိမှာဥပကအဲ့ဒါဘုဇ္ဇခုနပါအဲ့နေမှရောက်တဲ့နာမည်ဘုဇ္ဇခုနပါဥပကောမှုအဲ့ဒီတရိယာတွေအဲ့ဒီမှာသူကဘုဇ္ဇခုနပါယုံနာကွဲသွားတာအဲ့ဓမ္မတံဖို့တရိယာစတရိဓမ္မဝရိယပိဋိပတ္တိတမာရိဥပကအဲ့တံဝတ်တယ်ခဏအဲ့တတိလူစရတဲ့ဟိုဒီတတိပဏ၄ပါးမှာမတတိမပါလို့မရမဂ္ဂင်၈ပါးမှာလည်းအဲ့တတိယအုပ်ဆိုးထားတာမဂ္ဂင်၈ပါးမှာလည်းမင်းသိတယ်တတိအုပ်ဆိုးထားတာအဲ့တတိနဲ့လွတ်တဲ့ဟာတော့မင်းဘာမှလုပ်လို့မရအာနာပါနရွှေမှာမင်းတတိရှိပါတတိမရှိမလွတ်သွားအဲ့ဘုဇ္ဇခုနကလည်းတတိယအရင်လာအဲ့တတိကြောင့်ပဲယုံနောင်ကွဲသွားဓမ္မတံဝတ်တယ်